ဒီဇလန်ကလူသားမျိုးနဲ့ပြတ်တုံးခန်းဒီမှာဂျိုဒါတဲ့ကောင်နဲ့လူသားတစ်ယောက်လက်တွဲပြီးအတူနေထိုင်ခဲ့တယ်ဆိုတဲ့အကြောင်းပါဇလန်စမှာတော့ယိုဟေလို့ခေါ်တဲ့ကျောင်းသားတစ်ယောက်ကအဲ့ရထားနောက်ကျတဲ့အတွက်ကမန်ကရန်ထပြီးကျောင်းတော်ဖို့ပြင်ဆင်နေခဲ့ပါတယ်အောက်ကိုဆင်းလာတဲ့အခါသူ့အမေကအပြစ်မှချစ်စရာကောင်းတဲ့ကောင်မလေးကကျောင်းတော်ဖို့စောင့်နေတယ်လို့ပြောပါတယ်အဲ့ဒီချစ်စရာကောင်းတဲ့ကောင်မလေးရဲ့နာမည်ကတော့မိုယီမီလို့ခေါ်ပါတယ်ယိုဟေကသူ့ကိုအမြဲတမ်းစောင့်ပေးနေလို့ကျေးဇူးတင်ကြောင်းပြောတဲ့အခါကောင်မလေးကရှက်သွားပါတယ်ဒါနဲ့ပဲကျောင်းကိုတူတူတွားခဲ့ကြပါတယ်ကျောင်းသွားတဲ့လမ်းမှာလည်းရမ်းချစ်ဖို့ကောင်းတဲ့ကျောင်းသူကျောင်းသားတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီနေ့ဟာယိုဟေကျောင်းမှာကျက်စာကျွေးဖို့တာဝန်ကျတာမို့ကျောင်းထဲကိုရင်ဝင်နှင်းဖို့မိုယီမီကိုပြောရင်မိုယီမီကတော့ယိုဟေနောက်ကိုပဲလိုက်လာခဲ့ပါတယ်မိုယီမီကချက်တွေကိုတပ်ပုံထဲမှာပဲမြင်မှုကြောင်းပြောပါတယ်ဟိုရောက်သွားတဲ့အခါမှာတော့စော်လေးကချက်တွေကတပ်ပုံထဲကအတိုင်းဖြစ်ကြောင်းဒါပေမဲ့ထင်တာထပ်ပူကြီးတဲ့အကြောင်းနဲ့ပြောနေပါတယ်ဒါမဲ့သူတို့ပြောတဲ့ချက်ဆိုတာကတော့ချက်ကောင်းဆိုတာတဲ့လူသားတွေပဲဖြစ်ပါတယ်ဒီအကြောင်းကိုပြောရမယ်ဆိုရင်2019ခုနှစ်မှာဂျိုဒါတွေဟာကမ္ဘာပေါ်ကိုကျူးကျော်လာပြီးလူသားတွေနဲ့ဂျိုဒါတွေကစစ်ပစ်ခဲ့ကြပါတယ်လူသားတွေဟာဂျိုဒါတွေကိုမရှင်းနိုင်ပဲဒီစစ်ပွဲမှာရှုံးနေသွားခဲ့ရပါတယ်လူသားတွေဟာဂျိုဒါတွေအတွက်အရသာရှိရကြောင်းလူသားတွေမျိုးတုံးသွားတဲ့အထိစစ်ပစ်ခဲ့ကြပါတယ်ဒီအကြောင်းတွေကိုတော့ချက်ကောင်းဆိုထားတဲ့သူကရှင်းပြပါတယ်သူ့ကိုတော့ယူတိုလို့ခေါ်ပြီးကောင်မလေးကိုတော့အာမီလို့ခေါ်ပါတယ်ယူတိုနဲ့အာမီတို့ဟာဒီချောင်းမှာတွေ့ခဲ့ကြပြီးချက်ကောင်ဝတ်စားတွေကိုဝတ်လိုက်တဲ့အခါဂျိုဒါတွေကသူတို့ကိုချက်လို့အထင်မှားသွားခဲ့ကြတာပါဒီနာတော့ကဂျိုဒါတွေကချက်တာမစားကြပါဘူးဂျိုဒါတွေဟာလူရင်ကျင်းမှုကိုကြက်နေတဲ့သွားခဲ့ကြပါတယ်ဒါကြောင့်ဂျိုဒါတွေဟာတကောင်မိတဲ့ကောင်ကပောက်ပေါ်ကိုရွှေ့ပြောင်းနေထိုင်လာကြပါတယ်မကြသေးခင်ရပဲလူသားမျိုးနဲ့မျိုးသုံးပြောက်ွယ်သွားပြီဆိုတဲ့သတင်းစိုးကိုကြားထားရတာပါဒါမဲ့ဂျိုဒါတွေဟာသူတို့လူသားနှစ်ယောက်ဒီကျောင်းဝင်းထဲမှာနေထိုင်ကြတာကိုမသိပါဘူးလို့ယူတူကရှင်းပြပါတယ်အဲ့အချိန်မှာဂျိုဒါတဲ့ကောင်ကယိုဟဲကိုလူသားအချို့ကအသက်ရှင်နေကြသေးပြီးတစ္ဆာပေါက်ဂျိုဒါတဲ့ကောင်ကဖတ်တာပေးတယ်ဆိုတဲ့သတင်းကိုပြောပြနေပါတယ်အဲ့ဂျိုဒါကလူသားတွေကိုကျောင်းမှာထပ်ပြီးစားရဖို့စိတ်ကူးရင်နေခဲ့ပါတယ်ဒါမဲ့ယိုဟဲကတော့လူသားတွေလည်းညံရင်မြင့်ကြတာပဲဒီလိုတက်ဖြတ်နေတာကရက်စက်ရမကြဘူးလားလို့မေးပြီးသူတငယ်ချင်းရဲ့အမြင်ကိုစဉ်းစားခိုင်းပါတယ်အဲ့အချိန်မှာစော်လေးကဂျားကနေဝင်လာပြီးအတိတ်ပဲမရှိတဲ့အကြောင်းပြောပါတယ်လူသားတွေဟာနွားတွေဝက်တွေကိုစားခဲ့ကြတာဖြစ်ပြီးအခုလည်းတူတူပဲလို့ပြောပါတယ်အဲ့အချိန်မှာအစာကျွေးဖို့လာတဲ့ယိုဟဲကတွေ့တော့ခဲ့ပါတယ်ယိုဟဲကအစာကျွေးဖို့ဝင်လာတဲ့အခါယိုဟဲကယူတိုနဲ့အာမီတို့ကလူသားတွေဖြစ်တယ်ဆိုတာကိုသိတဲ့အကြောင်းပြောလာပါတယ်ဒါပေမဲ့သူတို့ကိုမစားချင်တဲ့အကြောင်းနဲ့ကူညီပေးချင်တဲ့အကြောင်းပြောလာပါတယ်ယူတိုကတော့ဒီလိုကြက်စားလာကျွေးတာကသူတို့ကိုအသက်ရှင်စေတဲ့အကြောင်းနဲ့အဲ့ဒါအပြင်ဘာထက်ကူညီနိုင်တီးလို့လဲဆိုပြီးပြန်မေးခွန်းထုတ်ပါတယ်အဲ့ဒီအချိန်မှာကျောင်းကန်းတစ်ခုမှာကျောင်းသားတက်ကသူ့ကိုယ်သူမိတ်ဆက်နေပါတယ်သူကတခြားဂျိုတစ်ခုကနေပြောင်းလာပြီးသူ့နာမည်ကမာဆာတိုရှိအန်ဒိုဖြစ်တဲ့အကြောင်းနဲ့သူရဲ့အကြိုက်ဆုံးအစားအစာဟာချက်တာဖြစ်ကြောင်းနဲ့ချင်းနိုင်ကြီးညာလိုက်တဲ့အခါတခန်းလုံးအံ့ဩသွားကြပါတယ်ဒီတချို့ဂျိုတွေမှာချက်တာစားတာဟာထုံတန်းတလေးတစ်ခုပဲဖြစ်ကြောင်းရှင်းပြပါတယ်ဒါနဲ့ယိုဟေရဲ့တငယ်ချင်းကဒီကျောင်းမှာချက်တွေမွေးထားတဲ့အကြောင်းဖောက်တယ်သွားချလိုက်တဲ့အခါဟိုကောင်ကချက်ချင်းပုံစံတွေပြောင်းလိုက်ပြီးချက်တွေကိုစားဖို့ထွက်သွားပါတယ်ဟိုရောက်တဲ့အခါယိုဟေကသူတို့ကချက်တွေမဟုတ်ပဲကျောင်းတွေဖြစ်တဲ့အကြောင်းပြောပါတယ်ဒါပေမဲ့ဟိုကောင်ကကျောင်းသားလဲစားပါတယ်အဲ့ဒါနဲ့အာမီကိုဖမ်းလိုက်ပြီးစားဖို့လုပ်နေတဲ့အချိန်ယူဟဲကပုံစံပြောင်းလိုက်ပြီးပြန်တီးပါတယ်ဒါပေမဲ့အဲ့အချိန်မှာကျောင်းသားတစ်ချစ်သားစားလာကြည့်တဲ့ကျောင်းသားတွေကအာမီနဲ့ယူတူတို့ကချက်တွေမဟုတ်ပဲလူသားတွေဖြစ်တယ်ဆိုတာကိုသိသွားကြပါတယ်အဲ့နောက်မှာတော့ဂျိုဒါအုပ်ကြီးကလူသားစားဖို့ပြေးလာခဲ့ကြပေမဲ့ယူဟဲကယူတုံနဲ့အာမီကိုချီပြီးထွက်ပြေးသွားခဲ့ပါတယ်မိုဝီမီကလည်းယူဟဲနောက်ကိုလိုက်သွားခဲ့ပါတယ်ယူဟဲကတောင်ပေါ်ကိုပြေးတက်ပြီးတောင်ပေါ်မှာသူကူညီခဲ့တဲ့လူတွေရှိကြောင်းပြောပါတယ်အဲ့အချိန်မှာလမ်းဘေးကဂျိုဒါတဲ့ကောင်ကလူသားတွေရှိနေတယ်ဆိုပြီးရဲကိုလမ်းတိုင်ပါတယ်ယိုဟဲကလည်းမရက်မနာပဲပြေးနေရပါတယ်ဒါပေမဲ့အဲ့အချိန်မှာကောင်းရင်ပေါ်ကနေလက်တီးကြီးတစ်ခုပေါ်လာပြီးယိုဟဲအပေါ်ထိုးချလာပါတယ်စိတ်မကောင်းစွာနဲ့ပဲယိုဟဲကတေဆုံသွားခဲ့ရပါတယ်အာမီလေးကတော့အဝေးကိုလွင့်သွားပြီးယူတူကတော့တေခါနီးဖြစ်နေပြီးအာမီကိုတောင်ပေါ်ပြေးတဲ့ဟုပြောနေပေမဲ့အာမီကတော့ယူတူမပိုင်ဘယ်မှမသွားဘူးလို့ပြောပါတယ်အဲ့ဒီအကောင်ကြီးကတော့ဂျိုဒါရဲအရာရှိကြီးပဲဖြစ်ပါတယ်သူကဒီနေရာမှာလူသားတွေနေထိုင်ခွင့်မရှိကြောင်းပြောပြီးအာမေကိုတတ်တော့မဲ့အချိန်လွန်ခဲ့တဲ့6လကအဖြစ်အပျက်တစ်ခုပေါ်လာပါတယ်။ဂျိုဒါတွေကလူသားတွေကိုစားနေပါတယ်။ချောင်းကန်းတစ်ခုအတွင်းမှာတော့အာမေကဂျိုဒါတဲ့ကောင်ကိုသူတို့ကိုဘာလို့တက်စားတာလဲလို့မေးခွန်းထုတ်နေပါတယ်။အဲဂျိုဒါကလည်းလူသားတွေလည်းဝတ်တွေနွားတွေကိုစားဖို့တက်ကြတာပဲတူတူပဲမလားဆိုပြီးပြန်ပြောပါတယ်။အာမီကတော့တကယ်လို့နေတာစားခံရမယ်ဆိုရင်ဘယ်လိုလုပ်မလဲဆိုပြီးပြန်မေးတဲ့အခါဂျိုဒါကမသိဘူးလို့ဖြေပြီးအာမီကိုတတိလစ်သွားအောင်လုပ်လိုက်ပါတယ်။ဒါမဲ့ဒီဂျိုဒါကအာမီကိုမစားခဲ့ပါဘူးဂျိုဒါကအစားခံရမယ့်နေရာမှာဆိုရင်ဘယ်လိုလုပ်မလဲဆိုပြီးသိချင်လာပါတယ်ဒါကြောင့်သူကလူသားတယောက်အဖြစ်နေဖို့ဆုံးဖြတ်လိုက်ပြီးသူ့ကိုယ်သူယူတူအဖြစ်တရုပ်ဆောင်ခဲ့ပါတယ်လက်ရှိအချိန်ကိုပြန်ရောက်လာတဲ့အခါမှာတော့ယူတူဟာရဲရရှိကြီးရဲ့လက်တီးကိုတားဆီးလိုက်ပါတယ်ဒါပေမဲ့ယူတူဟာအရာအလုံးကိုအမှန်တိုင်းမပြောဘဲအာမီကြီးလာတဲ့အထိစောင့်နေခဲ့တာဆိုပြီးပြောပါတယ်
ဒါမဲ့အခုစိတ်ပြောင်းသွားပြီးအခုပဲစားတော့မယ်ဖြစ်ကြောင်းပြောလိုက်တဲ့အခါအာမီကယူတိုဟာဂျိုဒါတဲ့ကောင်ဖြစ်တယ်ဆိုတာကိုသိသွားပြီးအယံဝန်းတဲ့ကငိုကြွေးပြီးတောင်ပေါ်ကိုထွက်ပြေးသွားခဲ့ပါတယ်။ယူတိုကတော့ရဲအရာရှိကြီးကိုသူတယောက်ထိုင်ချင်းဆိုင်တိုက်ခိုက်နေပါတယ်။ယူဟေနောက်လိုက်လာတဲ့မိုယီမီကလည်းယူဟေတည်သွားပြီဆိုတာကိုမသိသေးပါဘူး။ယူတိုကလည်းဂျိုဒါရဲအရာရှိကြီးနဲ့အပြည့်ပြင်းကျုံနေတဲ့အချိန်မှာအာမီနဲ့နေခဲ့တဲ့အချိန်တွေကိုပြန်လည်တတိယနေခဲ့ပါတယ်။မိုယီမီဟာလည်းယူဟေရဲ့အလောင်းနားမှာထိုင်ကုန်နေခဲ့ပါတယ်။နောက်ဆုံးမှာအာမီဟာဘေးကင်းစွာတောင်ပေါ်ကိုရောက်သွားပြီးအသက်ရှင်ကျန်ရစ်နေတဲ့လူတွေနဲ့ဆက်သွယ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လူသားတွေဟာဂျိုဒါတွေကိုဘယ်လိုမှမရှင်နိုင်တာကြောင့်နောက်ဆုံးမှာလူသားတွေဟာမျိုးတုံးပြောက်ကွယ်သွားခဲ့ရပါတယ်။ The Enemy ဟာအားလုံးသိကြတဲ့ Chainsaw Man Creator Tatsuki Fujimoto ကသူအသက်18နှစ်ကနေ26နှစ်အတွင်းရေးထားခဲ့တဲ့ဇာတ်လမ်းတွေဖြစ်ပါတယ်။ Episode 8ခုပါပြီးတစ်ပိုင်းနဲ့တစ်ပိုင်းက storyline နဲ့မတူကြပါဘူး။ကြည့်ရှုအားပေးသူအရောက်တိုင်းကိုကျေးဇူးတင်ပါတယ်။